လူပြောက်ကလွှတ်လက်ကိုဆွဲပြီးသူ့ဆက်ပြီးရဲ့ကုန်းနီးကို9 cm လောက်ဖြတ်ချပြလိုက်တယ်။ဘာလို့လဲဆိုတော့ပွဲစီစဉ်သူတွေကသူ့ကိုပြန်ကွဲထဲကနေအတင်းထုတ်ပစ်ဖို့နီးမျိုးစုံနဲ့ကြိုးစားနေလို့ပဲ။ချက်ကပုံမြန်မြန်နင်းနိုင်မဲ့နီလန်တစ်တခုကိုရှာတွေ့ထားခဲ့တာ။သူ့ဆက်ပြီးကိုလည်းသူ့ကိုယ်တိုင်ပဲအားသွန်ခွန်ဆိုင်တီထွင်းခဲ့တာပေါ့။ဒါပေမဲ့ကန့်လန့်ကနောက်ကနေသူ့ဆက်ပြီးကိုထုတ်ပြလိုက်တဲ့အချိန်မှာတော့တကွင်းလုံးကလူတွေကဝိုင်းပြီးဟာတိုက်ရေးမော်ခဲ့ကြတယ်။ဒီဇိုင်းကကြည့်ရတာအရန်ကိုထူးဆန်းနေလို့လေ။ဘယ်သူကမှဒီဆက်ပြီးနဲ့စမ်းချင်တစ်တင်နိုင်မဲ့လို့မယုံခဲ့ကြဘူး။ဒါကြောင့်လဲတန်ပွဲမဆက်ခင်စစ်ဆေးတဲ့အချိန်မှာတမင်တက်အဖြစ်လိုက်ရှာကြတော့တာပေါ့။ချက်ရဲ့ဆက်ပြီးကစီကန်းနဲ့မညီဘူးလို့သူတို့ကဆွဆွဲလာတယ်။ဆက်ပြီးရဲ့ကုန်းနီးကအောက်ခြေဝင်ရိုးထက်အနည်းဆုံး9 cm လောက်နောက်ဆုံးနေရမယ်တဲ့။ချက်ရဲ့ဒီဇိုင်းကဒီစီကန်းနဲ့မကိုက်ညီတာတော့အမှန်ပဲ။တကယ်တော့မနေ့ကတင်သူတို့စစ်ဆေးပြီးသားလေ။ဒါကိုအခုမှတမင်အကွက်စင်တီနင်းထုတ်ဖို့လုပ်နေကြတာ။ဒါပေမဲ့ချက်ကတော့နည်းနည်းလေးတောင်တေးဝေးမနေဟဲဘူး။လွှတ်လက်ကိုဆွဲယူပြီးကုန်းနီးကိုဖြတ်ချလိုက်တာတစ်ချက်ပဲ။ပွဲစီစဉ်သူတွေကတော့သူတို့အကွက်ထဲစိုက်စိုက်မဲ့မဲ့ရောက်လာပြီဆိုပြီးပြုံးစီးစီးနဲ့ကြည့်နေကြတာပေါ့။ချက်ကထိုင်ခုံကိုလွဲ့နဲ့ထက်ပြီးသွားတဲ့အချိန်မှာသူတို့ကကန့်လန့်တိုက်လာပြန်တဲ့။ထိုင်ခုံကအကောင်းအတန်းရှိနေရမယ်ဆိုပြီးချက်ကိုတခုလုံးအစ်စ်လဲခိုင်းတာဗျ။ချက်ရဲ့တငယ်ချင်းတွေကအကြီးအကျယ်ညှင်းခုန်ကြပေမဲ့အပေါ်ပါပဲ။သူတို့ကစီမင်းတွေနောက်မှာပုံပြီးချက်ကိုအချက်ကင်နေကြတာလေ။နောက်ဆုံးဘာမှလုပ်မရတော့တဲ့အဆုံးတငယ်ချင်းဖြစ်သူကလမ်းဘေးပြေးထော်ပြီးတွေ့သမျှလူကိုအကူအညီတောင်းရှင်းပြပြီးမှချက်ဘက်တော့ထိုင်ခုံအစ်စ်တလုံးကိုမရမကရှာပေးခဲ့ရတယ်။အားလုံးအဆင်ပြေသွားပြီးထင်နေတော့မှာပဲ။တင်းစိုးကထက်ရောက်လာပြန်ပြီ။ပွဲစီစဉ်သူတွေကစီမင်းတစ်ခုထပ်တိုးလိုက်ပြန်တာ။စီးနှင်းသူရဲ့ရင်ဘတ်နဲ့လက်အကွာအဝေးကတတ်မှတ်ချက်အတွင်းမှာပဲစီရမယ်တဲ့။ဒါကချက်တယောက်တည်းကိုပြစ်မှတ်ထားပြီးလှုပ်လိုက်တာတိတာလွန်းနေတာပေါ့။ဘာလို့လဲဆိုတော့ချက်ကခနာကိုရှေ့ကိုအစွမ်းကုန်ကင်ပြီးနင်းတယ်ထူးခြားတဲ့စတန်ရှိတာပေါ့။ပွဲစီစဉ်သူတွေကဂျက်ရဲ့ဒီစတိုင်ကိုလုံးဝခွင့်မပြုတော့ဘူးလို့ပိတ်ပင်လိုက်တဲ့အခါသူငယ်ချင်းဖြစ်သူကလက်ကိုရိုးရိုးပဲတုံးပြီးကိုနေဟန်ထားကိုပဲနှိမ်ထားဖို့အကြံပေးခဲ့တယ်။ဒါဆိုရင်တော့သူတို့စီးမြင့်နဲ့မညှိတော့ဘူးပေါ့။ဒါပေမဲ့ဂျက်ကတော့ခေါင်းမညှိဘူး။သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းသူ့ရဲ့ကိုယ်ပိုင်စတိုင်ကိုပဲသုံးမယ်လို့ဇွတ်တင်ဆုံးဖြတ်ထားတာ။ဂျက်ရဲ့ဇွဲကိုမနိုင်တဲ့အဆုံးသူငယ်ချင်းဖြစ်သူလည်းလက်လျှော့လိုက်ရတော့တာပေါ့။ပြိုင်ပွဲစပါပြီ။ဂျက်ကတော့တီတီငင်ငင်နဲ့အစွမ်းပြနေတာပေါ့။သူနင်းနေတာဘလောက်တောင်ကောင်းလဲဆိုရင်ပွဲစီစဉ်သူတွေတောင်ချွေးပြန်လာရတဲ့အထိပဲ။ဒါပေမဲ့အရှင်တက်နေတော့မှပဲမထင်မှတ်ထားတာဖြစ်သွားခဲ့တယ်။လမ်းဘေးပလက်ဖောင်းတစ်ခုနဲ့အဖင်အထန်တိုက်မိပြီးဂျက်မောက်သွားခဲ့တာ။ဒီမတော်တဆမှုကဂျက်ရဲ့ယုံကြည်မှုတွေကိုအကုန်ရိုက်ချိုးပစ်လိုက်တယ်လို့ပါပဲ။သူဒါကိုလက်မခံနိုင်တော့ပဲဆက်ပြီးစီးတာကိုလုံးဝဆွန့်လွတ်လိုက်ပြီးတာမန်ဘဝတွေကိုပဲပြန်ဝင်သွားခဲ့ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့တငယ်ချင်းတစ်ယောက်ကသူ့စီကိုရောက်လာခဲ့ပါတယ်။နှစ်ယောက်သားအချင်းတော်ကြအောင်ရင်ဘတ်ချင်းနီးနီးနဲ့အားပါရစကားတွေပြောဖြစ်ထဲကြတာပေါ့။အဲ့ဒီစကားဒီကပဲချက်ကိုခွန်အားဒီပြန်ပေးခဲ့တာပါ။နောက်ဆုံးတော့သူလက်မလျှော့ပဲနောက်တစ်ချိန်ပြန်စူးစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။